အရေးပေါ်အခြေအနေတွေမြည်သည်မှုဆိုဖြစ်နိုင်လေမီးလောင်ခြင်းရေကြီးခြင်းမုန်တိုင်းနှင့်အပူရှိန်သည်အန္တရာယ်ရှိနိုင်လေဒါပေမဲ့အစင်သစ်ဖြစ်နေရင်လုံခြုံအောင်နေနိုင်မှာပါအရေးပေါ်အစီအစဉ်တစ်ခုပြုလုပ်ခြင်းသည်အရေးပေါ်အခြေအနေတွင်ကူညီပေးနိုင်လေတဆင့်တွေကိုအတူတူဖြတ်သန်းကြရအောင်ပထမဦးစွာသင်မင်သားစုနှင့်အရေးပေါ်အခြေအနေများအကြောင်းဆွေးနွေးပါလူတန်း၏အမည်အသက်နှင့်ဆေးဘက်ဆိုင်ရာလိုအပ်ချက်များကိုချရေးပါအရေးကြီးသောဖုန်းနံပါတ်များကိုချရေးပါ၎င်းတွင်သင်ဆရာဝန်ကျောင်းနှင့်အရေးပေါ်အဆက်အသွယ်များပါဝင်သည် Centrelink Medical နံပါတ်များနှင့်အာမခံအသေးစိတ်အချက်လက်များကိုထည့်ပါအိမ်မှာမနေနိုင်ရင်ပယ်သွားမလဲသင်အိမ်နှင့်နှီးသောနေရာတစ်ခုကိုရွေးပါအဝေးဒီနေရာကိုရွေးပါသင်၏အရေးပေါ်စီမံချက်တွင်နေရာနှစ်ခုစလုံးကိုရေးပါအရေးပေါ်အခြေအနေမှာသင်လိုအပ်တဲ့အရာတွေကိုအိတ်သေးသေးလေးနဲ့ထုတ်ပို့လိုက်ပါဒီအိတ်ကမြန်မြန်အလွယ်တကူကန်လို့ရမည့်အိတ်သေးလေးဖြစ်ပါစေသင်၏အရေးပေါ်အိတ်ထဲတွင်ထုတ်ပို့ထည့်ရမည့်အရာများမှာရေအစာပြေအစားအစာအာသွင်းဆက်ဓာတ်မီအနွေးထဲအရေးကြီးစာရွက်များနှင့်ကလေးများအတွက်အယုတ်သေးလေးလေးများသို့မဟုတ်စာအုပ်များဤအိတ်ထဲကိုထည့်ထားသောပစ္စည်းများကိုရက်လွန်များမဖြစ်စေရန်သေချာ6-12လကြာတစ်ကြိမ်စစ်ဆေးပါ။နွေရာသီမှာအပူအေးမြတ်တတ်အောင်နေပါ။ရေများများတောက်ပါ။အိမ်ထဲမှာနေပါ။အပြင်ထွက်ရင်ဥထုတ်ဆောင်ပြီးနေရောင်ကာခရီးလိန်စင်များဆောင်ပါ။မြက်ပင်မှမီးလောင်မှုဖြစ်ပွားလျင်ရှိလျင်မီးပေမှလမ်းတစ်လမ်းအကွာလျှောက်ပါ။မီးထဲသို့ဘယ်တော့မှကာမမောင်းပါနဲ့မုန်တိုင်းမဖြစ်မီသင်၏ရေမြောင်းများကိုတန့်ရှင်းပါမုန်တိုင်းနှင့်ရေကြီးချိန်တွင်အတွင်း၌နေပါရေကြီးရေရှမ်းမှုတွင်လမ်းလျှောက်ခြင်းသို့မဟုတ်မောင်းနေခြင်းများမပြုပါနဲ့အသိပေးနေပါသင်ပြည်တွင်ရေဒီယိုအသံလွှင့်ဌာနကိုနားထောင်ပါ Vic Emergency App ကို download လုပ်ပါသို့မဟုတ်သင်ဒေသခံကောင်စီထံဆက်သွယ်ပါ update များအတွက်လူမှုမီဒီယာတွင်သင်၏ကောင်စီကိုလိုက်နာပါအရေးပေါ်အခြေအနေပြီးနောက်အကူအညီရနိုင်သည်အစိုးရနှင့်ဒေသခံလူထုများကသင်ကိုကူညီပံ့ပိုးပေးနိုင်ပါသည်အစဉ်သစ်ဖြစ်ခြင်းကသင်နှင့်သင်မင်းသားစုကိုလုံခြုံစေပါသည်အစည်းအဝေးတစ်ခုလုပ်ပါအိတ်တထုပ်သင်မင်းသားစုနှင့်စကားပြောပါပြီးကင်းပါစေ